အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော်လက်ရှိနေတဲ့ကျုံးမှာစောက်လုပ်နေတဲ့လေရင်ပြေးလန်းတည်ဆောက်နေတဲ့လုပ်ငန်းခွင်တွေကိုတွားရောက်လေ့လာတာကိုပြန်လည်မျှဝေပေးပါမယ်ခင်ဗျာအခုတွေ့နေရတဲ့မြင်ကွင်းကတော့ construction site ကိုကျွန်းပေါ်ကနေလှမ်းမြင်နေရတဲ့အနေအထားပါဆောက်လုပ်ကြီးကိုလူနေကျွန်းရဲ့ဘေးကရေတိမ်နဲ့အခုမြင်နေရတဲ့နေရာပေါ်မှာအကောင်အထည်ဖော်တည်ဆောက်နေတာပါ Maldives လို့အပူပိုင်းကျွန်းတွေမှာဒီလိုအစိမ်းရောင်ဖြောဖြောကိုကျွန်းတွေရဲ့ပတ်လည်မှာတွေ့ရလေရှိပါတယ်ဒီလိုအစိမ်းဖြောဖြောနဲ့တောက်ပနေတဲ့ရေတွေကိုမြင်လိုက်ရင်ဒီနေရာကဘာလဲဆိုတာစိတ်ဝင်စားမိကြမယ်ထင်ပါတယ်ဒီဟာကိုတော့ lagoon လို့ခေါ်ပါတယ် Maldives လိုနေရာတွေမှာအမြဲတွေ့ရတဲ့သဘာဝအဟာတစ်ခုပါ lagoon ဆိုတာကတော့ coral reef တွေကပတ်လည်ကာထားတဲ့ရေတိမ်ပြီးတည်ငြိမ်တဲ့ပင်လယ်ရေ area တစ်ခုပါအဲ့ဒါကြောင့်ပဲရေကအစိမ်းဖြောဖြောအပြာနုနုဖြစ်နေပြီးကြည့်လိုက်ရင်အောက်ထီတောင်မြင်ရလာအောင်ကြည်လင်နေတတ်ပါတယ်တခါတလေဆိုရင်တော့ဒီ lagoon ထဲမှာတဲရန်ကျွန်းလေးတွေ sandbank တွေပါပေါ်လာတတ်ပါတယ်ဒီလိုအလှတရားတွေဘလို့ဖြစ်လာတာလဲဆိုတော့ပင်လယ်အောက်မှာ coral တွေတဖြည်းဖြည်းကြီးထွားလာပြီးကျွန်းကိုဝိုင်းကာထားတဲ့ reef တစ်ခုဖြစ်လာပါတယ်အဲ့ဒီ reef က line တွေကိုကာပေးတဲ့အတွက်အတွင်းဘက်မှာရေတိမ်ပြီးတီးငိမ့်တဲ့ lagoon တစ်ခုဖြစ်လာတာပါနောက်တစ်ခုစိတ်ဝင်စားစရာကတော့ဘာလို့ရေကအစိမ်းကနေပြာသွားတာလဲရေတိမ်နေရာတွေမှာနေရောင်ကတဲပြူပေါ်ကိုထိပြီးပြန်လင်းလာလို့အစိမ်းဖြော့ turquoise အရောင်ကြီးထွက်လာပါတယ်ဒါပေမဲ့ရေနက်လာတာနဲ့အမြတ်အလင်းလောင်မနိုင်တော့ဘူးနောက်ဆုံးမှအပြာရောင်မဲကြံနေတော့ဟိုးခတ်ဝေဝေမှာတွေ့နေရတဲ့ပြာနတ်နတ်ကအိုရှင်ဖြစ်ထွက်လာပါဒီလို color gradient လေးတွေကိုမြင်ရတာကို Maldives ပြထူးခြားတဲ့သဘာဝအလှတစ်ခုပဲဖြစ်ပါတယ်ဒီနေရာကတော့လေရင်ကွင်းနဲ့ကျွန်းကိုဆက်သွယ်ပေးမယ့်နေရာလေးပါဒီနေရာကနေခရီးသည်နဲ့ကျွန်းပေါ်သွားဖို့လူသွားလမ်းနဲ့ဆက်ဆက်ပေးမှဖြစ်ပါတယ်တန်ပိုက်လုံးတွေကပင်လယ်ကျန်းဖင်ကတဲတွေကိုဆက်နဲ့စုပ်ပြီးလိုအပ်တဲ့နေရာကိုပို့ပေးရမှာသုံးတဲ့တွယ်တန်းပိုက်လိုင်းမှာသုံးတဲ့အရာတွေဖြစ်ပါတယ်တန်ပိုက်လုံးတွေကိုရေထဲမှာပေါ်နေစေဖို့အခုမြင်နေရတဲ့လိမ္မော်ရောင်ဖော့တုံးတွေကိုသုံးရပါတယ်အခုကျွန်တော်ရေဓာတ်တာတမန်လုပ်နေတဲ့နေရာကိုထောက်ပါတော့မယ်လင်းကွင်းကကျောနဲ့တစ်ဆက်ဒီမလွတ်ပဲဂျားမှာအလွတ်ထားပါတယ်ကျွန်တော်တို့နေတဲ့ကျွန်းကသေးတော့လေရင်အတက်အဆင်ပြလို့ရမှာကျွန်းပေါ်တုံခါမှုရှိနေလို့ပါအခုကျွန်တော်ရှောက်နေတာတဲဖို့ထားပြီးဖြစ်တဲ့ရေဓာတ်ပါဒါကို4000ကွတ်အရှိပုံစံတာတမန်အရင်စောက်လို့ရပါတယ်အကွက်ဖော်ပြီးရင်တော့အကွက်ထဲကိုရေတွေဖဲထုတ်ပြီးတဲမီအပြည့်ဆက်ဖို့မှာပါအခုမှတော့အပိုင်းနှစ်ခုရှိပါတယ်ရေဓာတ်စောက်တဲ့လုပ်ငန်းခွင်နဲ့ပင်လယ်အောက်ကတဲဆုပ်ပြီးမြေဖို့တဲ့လုပ်ငန်းခွင်ပါအခုကတာတမန်စောက်နေတဲ့အပိုင်းကိုတွားကြည့်နေတာဖြစ်ပါတယ်ဒါကတော့တာတမန်မစောက်ခင်ပြင်ဆင်နေမှုအပိုင်းပါတန်ဖရိန်းနဲ့ကွက်ချက်ထားတဲ့အထက်မှာ GeoTube လို့ခေါ်တဲ့အိတ်ကိုစွတ်ပါတယ်ပြီးတော့မှတဲခေါ်ဆက်ကအဆိုပါအိတ်ထဲတဲနေဖို့ထည့်တာပါဒီနေရာမှာ GeoTube လို့ခေါ်တဲ့နည်းပညာအကြောင်းကိုမိတ်ဆက်ပေးချင်ပါတယ် GeoTube ဆိုတာကတော့အထူးပြုလုပ်ထားတဲ့အားကောင်းတဲ့ fiber အိတ်ကြီးတွေဖြစ်ပြီးရေနဲ့တဲရောနေတဲ့ sediment တွေကိုခွဲထုတ်ဖို့အသုံးပြုပါတယ်လုပ်ပုံလုပ်နည်းကတော့လွယ်ပါတယ်ရေတဲတွေကိုအဲ့ဒီအိတ်ထဲကိုထည့်လိုက်တာနဲ့အထဲမှာကျန်းတဲ့တဲတွေကိုထိန်းထားပြီးတန့်ရှင်းတဲ့ရေကိုတော့အပြင်ဘက်ကိုစိမ့်ထွက်သွားစေပါတယ်ဒီလိုနဲ့ waste volume ကို60လောက်ထိ short ချနိုင်ပါတယ် GeoTube တွေကိုကမ်းခြေကာကွယ်ရေးလိုင်းကာတန်တာတဲသားတန်တာအဖြစ်အသုံးပြုနိုင်ပြီးပင်လယ်လိုင်းပြင်းထန်မှုတွေကိုလည်းထိန်းချုပ်ပေးနိုင်ပါတယ်တခါတလေမှာတော့မြေပြန်တိဆောက်ခြင်း land reclamation ကျွန်းအသစ်တွေဖန်တီးခြင်းဒါမှမဟုတ်ရေကြီးမှုကာကွယ်ရေးတွေအတွက်လည်းအသုံးပြုကြပါတယ်ဒီနည်းပညာရဲ့အားသာချက်ကတော့ကုန်ကျစရိတ်သက်သာတယ်ထိန်းသိမ်းရလွယ်ကူတယ်ပတ်ဝန်းကျင်ကိုထိခိုက်မှုနည်းတယ်ပြီးတော့အရန်ခံနိုင်ရရှိပါတယ်အတူချုပ်ပြောရရင် GeoTube ဆိုတာကရေထဲကတဲနဲ့အညစ်အကြေးတွေကိုခွဲထုတ်ပြီးကမ်းခြေကိုကာကွယ်ပေးနိုင်တဲ့ခေတ်နဲ့ engineering နည်းပညာတစ်ခုပါပဲ
အခုတော့တာတမန်ဆောက်လုပ်တဲ့နေရာကနေပြန်ပါတော့မယ်ဒီတာတမန်ကပတ်လေစက်တိုက်ဆောက်လာပြီးရင်တော့ကျွန်တော်ဆက်လာခဲ့တဲ့အခုကျွန်တော်ပြန်သွားမယ့်နေရာမှာအဆုံးသတ်ပြီး4000 quad ဖြစ်ပေါ်သွားမှာပါဒီတာတမန်ရဲ့အမြင့်ကကျွန်တော်တို့လူတွေနေတဲ့ကျွန်းရဲ့အမြင့်နဲ့တူပါတယ်ဆိုလိုတာကပင်လယ်ဒီရေအရင်ဆုံးတက်ခဲ့ရင်တော့ရေမမြုပ်နိုင်တဲ့အမြင့်ဖြစ်ပါတယ်ဒီတာတမန်ရဲ့အပြင်ဘက်ချမ်းကိုအားလုံးပြီးရင်ကြောက်တုံးတွေနဲ့planကာရန်ပြီးမှန်မှဖြစ်ပါတယ်တဲမြေတွေပြန်ရှော့ချခြင်းကိုကာဝယ်ဖို့ပါဟိုးအဝေးမှာမြင်နေရတဲ့တဲပြူကုန်းမြေကတော့ပင်လယ်အောက်ခြေကတဲဆုပ်ယူပြီးဖို့ထားလို့ထစ်ပေါ်နေတဲ့ကုန်းမြေအပိုင်းလေးပါသူကစောစောကကျွန်တော်ပြောခဲ့တဲ့တဲဆုပ်လုပ်ငန်းပိုင်းကလုပ်နေတဲ့အချမ်းပါဒီ project ကတစ်နှစ်ပါအခုတော့လုပ်ငန်းစတာ2လရှိပါပြီ
ဒီနေ့တော့သမုတ်တရားလဲမှာလူလုတ်ကျွန်းလေးဘလို့တီးဆောက်တယ်လဲဆိုတာကိုအတိုင်းအတာတစ်ခုထိဘူးတုတရအောင်ဝေမျှပေးလိုက်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်ဆုံတွေ့ကြတာပေါ့